၄၀အပြည့်နဲ့ဒီလောက်ကျန်းတော့ငါတို့ကမင်း120နဲ့ဆိုတော့မင်းဆရာကြီးပဲအော်ရောဘယ်လိုလဲကွာဘာလည်းမပြောဘူးအတောက်တိုင်းကြီးတယ်အောက်တိုင်းကြီးတယ်ဘလို့လို့ပြောပါမဖတ်ကြတယ်ညံ့ဒီကရမပဲဘယ်လိုသွားရအမင်းနာကိုကျိုးပစ်လိုက်တာငါလည်းအနာကိုကောင်းတော့ဆောင်းတာနဲ့ကွက်တီပဲဟာအိုးရလိုက်ရတယ်တွေ့တဲ့ပြောက်ကလေးအကုန်ရှောက်နေတာလို့ပြေတော့မှာမို့လို့ခုံထွက်သွားရင်ငါ In the lead. ဟာငါစကုတ်ချင်နဲ့ကွက်တီပဲငါကြီးသွားပြီကိုနဲ့မော်တဲ့သွားပြလို့ရမလားပြီးမှာပေါ့တာကုန်တယ်တော့ကွယ်နားလိုက်တဲ့ဘယ်လိုလဲမရလဲလို့တိန်းနဲ့ဟာမနဲ့လုံးမနဲ့လုံးယောဟာတွေးရစက်နဲ့ပြန်တက်သွားတယ်ငါလေးဟာလူကြီးတယ်တော့ပေါင်းလိုက်သေးပဲ